Welcome back everyone. ဒီဗီဒီယိုမှာတော့ငါ weather အကြောင်းပြောတယ် nutrient chunks 5ခုကိုတူတူလေ့လာခဲ့ကြပါတယ်ဆိုတော့ဒီဗီဒီယိုမှာလည်းဒီ weather အကြောင်းပြောလို့ရတဲ့နောက်ထပ် nutrient chunks 5ခုကိုတူတူလေ့လာကြမှာပဲဖြစ်ပါတယ်ရှင်ဆိုတော့စလိုက်ရအောင်ပါပထမဆုံးအသုံးလေးကတော့ catch the sun ပြောကြည့်မယ်နော် catch the sunသူ့ရဲ့အဓိပ္ပာယ်ကတော့နေပူတဲ့သွားလို့ပေါ့တာရည်နေလောင်သွားတာအဲ့လိုမျိုးလဲသုံးလို့ရတယ်ဒါမှမဟုတ်ရင်နေပူတဲ့သွားပြီးတော့နေပူခမ်းလာတာအဲ့လိုမျိုးလဲသုံးလို့ရပါတယ်တစ်ခါတလေနေပူတဲ့သွားပြီးအသားတွေညိုညစ်လာတာအဲ့ဒီပုံစံမျိုးလဲသုံးလို့ရပါသေးတယ် catch the sun က verb အုပ်စုဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ကိုသုံးတဲ့အခါမှာရှေ့က subject အုပ်စုတွဲခေါ်ပြီးသုံးရပါမယ်ဒီမှာဆိုရင်သူက structure လေးရေးပေးထားပါတယ် subject catch the sun ဆိုတော့ကျမတို့ example လေးလာကြည့်ပါမယ် You have caught the sun on your shoulders. They look quite red. ဟဲမင်းပခုံးနေလောင်သွားပြီနဲ့တူတယ်အသားတွေတော်တော်နီးနေတယ်အဲ့လိုမျိုးလေးသုံးလို့ရပါတယ်ဒီ example မှာဆိုလို့ရှိရင် caught that sun ရှေ့ကဘာလို့လဲဆိုတော့ have to have ပါလို့ you have caught the sun အဲ့လိုလေးတွဲသုံးထားတာပါနောက်ထပ် example တစ်ခုအနေနဲ့ကတော့ I'm going to the beach to catch that sun ငါကမ်းခြေကိုနေလောင်ခံသွားမယ်ပေါ့အဲ့လိုလဲသုံးလို့ရပါတယ်ရှင်ဒုတိယအသုံးလေးကတော့ကောင်းကင်မှာတိမ်တွေအများကြီးစုလာတာတိမ်တွေထူးလာတဲ့ခါမှာသုံးတဲ့သုံးလေးပါဒါလေးကိုကြတော့ cloud rover လို့သုံးပါတယ်ရေးတော့ခါကြတော့ cloud over အဲ့လိုရေးပေမဲ့ cloud rover ဒီနောက်ဆုံး dart sound ကနောက်က over နဲ့တွားပေါင်းလိုက်တဲ့ချိန်မှာ cloud rover ပြောကြည့်မယ်နော် cloud rover ဟုတ်ပါတယ်သူ့ရဲ့အဓိပ္ပာယ်ကတော့မိုးတိမ်တွေတဖြည်းဖြည်းဖုံးလွှမ်းလာတာတိမ်ထူလာတာအဲ့ဒီအဓိပ္ပာယ်ရပါတယ်ရှင်cloud rover ကလည်းသူကverb အုပ်စုဖြစ်တယ်ဆိုတော့သူ့ရဲ့ရှေ့မှာ subject ခေါ်ရမယ်ဒီမှာ structure ရေးပေးထားတယ် the sky or its cloud rover အဲ့လိုသုံးလို့ရတယ်ပေါ့နော်အများအပြားကတော့ဒီ the sky တို့ it တို့နဲ့ပဲတွဲသုံးဖို့များပါတယ်ဘာလို့လဲဆိုတော့ဒီကောင်းကင်မှာတိမ်ထူတဲ့အကြောင်းတွေပြောတာရာသီဥတုခြေအနေတွေပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအသုံးလေးကတွဲသုံးဖို့များတယ်ပေါ့နော်အဲ့ဒါဆိုရင် example လေးလာကြည့်မယ် it started to cloud over in the afternoon and then it rainedမိုးလွဲပိုင်းမှာပေါ့နော်ကောင်းကင်တစ်ခုလုံးတိမ်နေအုံဆိုင်လာတယ်ပြီးတော့ကျတော့မိုးရွာချပလိုက်တယ်ပေါ့နော်အဲ့လိုမျိုးလေးပြောတာပါဒီမှာဆိုလို့ရှိရင်ကျတော့ it started to cloud over ဒီမှာဆိုရင် to plus infinitive ပုံစံလေးသုံးထားတာပါဒုတိယ example အနေနဲ့ကျတော့ the sky is starting to cloud over ကောင်းကင်မှာတိမ်နေတဖြည်းဖြည်းထူလာပြီပေါ့ဒါရဲ့အဓိပ္ပာယ်မကြခင်မှာမိုးရွာတော့မယ်ပေါ့အဲ့လိုမျိုးလေးလည်းသုံးလို့ရပါသေးတယ်ဒီတစ်ခါအသုံးလေးကတော့ soaking wet သူ့ရဲ့အဓိပ္ပာယ်ကတကူလုံးမိုးမိပြီးတော့မိုးတွေရွှဲရွှဲဆိုသွားတာကိုသုံးတာပါအဲဆိုပြောကြည့်မယ် soaking wet ဟုတ်ပြီပြောကြည့်နော်အဲဆိုလေ့ကျင့်ကြည့်လို့ရပါတယ် soaking wet yes မိုးတွေရွှဲဆိုအောင်မိထားတာမျိုးဆိုလို့ရှိရင်ဒီအသုံးလေးကိုသုံးလို့ရပါတယ်soaking wet ကကြတော့သူကအများအပြား verb to be ရဲ့နောက်မှာလိုက်တယ်တခါတလေ get ရဲ့နောက်မှာလည်းတွဲသုံးတယ်ပေါ့နော်ဒီမှာ structure ပေးထားတယ် subject verb to be soaking wet ဒီနေရာမှာ soaking wet ဆိုတဲ့နေရာမှာ soak it to the skin အဲ့လိုလည်းသုံးလို့ရပါတယ်အဲဆို example ကြည့်မယ် I forgot my umbrella and got soaking wet in the rain ထီယူဖို့မေ့သွားလို့ဒီကိုယ်လုံးရေတွေရွှဲဆိုကုန်တယ်အဲ့လိုလည်းပြောလို့ရပါတယ်ဒါဆိုရင်ကိုမိုးမိလို့မိုးရေရွှဲနေတဲ့အခြေအနေတွေကိုပြောချင်တဲ့အခါမှာဒီသုံးလေးကိုသုံးကြည့်ပါ soaking wet နောက်ထပ်တစ်ခုအနေနဲ့ကတော့ a breath of fresh air ဒီ chunk က weather အပြင်တခြား meaning အနေနဲ့လည်းသုံးလို့ရပါသေးတယ်သူ့ရဲ့ weather နဲ့ပတ်သက်တဲ့ meaning ကတော့ fresh clean air ပါဒီ weather အပြင်တခြားအနေနဲ့ဆိုရင်ပေါ့နော်ဒီ sun သစ်တယ်လို့ပြောတဲ့နေရာမှာလည်းသုံးလို့ရပါတယ်ဒါဆိုရင်ဆိုကြည့်မယ်နော် a breath of fresh air breath မှာပါတဲ့ that sound နဲ့နောက်က off နဲ့ပါမယ် breath of a breath of fresh air ကြည့်ဟာ a breath of fresh air သူရဲ့ structure လည်းဒီရာသီဥတုခြေအနေပြောတဲ့တခြား chunk နဲ့တူတူပါပဲ it's နဲ့ပဲသုံးပါတယ် it's like a breath of fresh air ဒါမှမဟုတ်လို့ရှိရင်is a breath of fresh air ဒါဆိုရင်ဥပမာလေးရနေစကြည့်မယ်ပေါ့နော် stepping outside after being indoors all day wets a breath of fresh air
တနေ့ကုန်ပေါ့နော်အခန်းထဲမှာပိတ်မိနေတယ်အဲ့လိုပိတ်မိနေတော့မှအလုံးများနေတာပဲဖြစ်ချင်းဖြစ်လိမ့်မယ်ပေါ့နော်အဲ့ဒီချိန်မှာအပြင်ကိုချီလှမ်းလိုက်ရတာဟိုတကယ်ကိုလက်ဆက်ပြီးတော့လေကောင်းလေတန်းနေရလိုက်တယ်လို့ပဲပေါ့အဲ့လိုသုံးလို့ရပါတယ်နောက်တစ်ခုအနေနဲ့ကြတော့ပေါ့နော် her ideas are a breath of fresh air သူ့ရဲ့ idea တွေကစမ်းသစ်တယ်ပေါ့နော်ဒီနေရာမှာကျတော့ဒီ a breath of fresh air ဟာ weather chunk မဟုတ်တော့ပါဘူးနောက်ဆုံးတစ်ခုအနေနဲ့ကတော့ brighten up သူ့ရဲ့အဓိပ္ပာယ်က become brighter make happier အဲ့ဒီအဓိပ္ပာယ်သက်ရောက်ပါတယ်ပြောချင်တာပေါ့နော်ဒီတိမ်သားတွေကင်းစင်ပြီးတော့မကောင်းကင်ကြီးကပြန်ပြီးလင်းထိန်တရလာတဲ့အခြေအနေမျိုးဆိုလို့ရှိရင် brighten up ကိုသုံးလို့ရပါတယ် brighten up ဒီမှာဆိုတဲ့ခါမှာ brighten မှာပါတဲ့ not ဆောင်းကနောက်က up နဲ့သွားပေါင်းလိုက်တယ်ဆိုတော့ brighten up ကြည့်ကြည့်မယ် brighten up နောက်ဆုံးတစ်ခါလား brighten up okay သူ့ရဲ့ဒီ form structure လေးကလည်းရန်ယူရှင်းပါတယ် brighten up က verb ဖြစ်တဲ့အတွက်သူ့ရဲ့ရှေ့မှာ subject အုပ်စုခေါ်ရပါမယ်အများအဖြစ်တော့ the sky တို့ the weather တို့ပဲလာတာများပါတယ်အဲ့ဒါဆိုကျွန်တော်တို့ဒီမှာ example လေးကြည့်မယ်ပေါ့နော် the sky began to brighten up after the storm passed ဒီမုန်တိုင်းပြီးသွားတဲ့အခါမှာပေါ့နော်ကောင်းကင်ကြီးပြန်ပြီးသားရလာတယ်ပေါ့အဲ့လိုပြောလို့ရပါတယ်နောက်ထပ် example တစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ the weather is starting to brighten up ရာသီဥတုပြန်ကောင်းလာပြီပေါ့အဲ့လိုလည်းပြောလို့ရပါတယ်အခုဆိုလို့ရှိရင်ဒီ weather အကြောင်းပြောတဲ့ chunk လေးတွေကိုသင်ယူလေ့လာခဲ့တာဗီဒီယို2ခုဆိုလို့ရှိရင် chunk 10ခုတည်သွားပြီးပါပြီစကလုံးတစ်လုံးချင်းမှတ်တာထက်စကားအစုလိုက်မှတ်တာကဒီစကလုံးတွေလည်းပုံမှန်မိတယ်စကားပြောတဲ့ခါမှာလည်းမြင်မြင်ဆန်ဆန်နဲ့ပို့ပြီးတော့သဘာဝကျကျပြောနိုင်တယ်ဒါကြောင့်မို့လို့ဒီလို chunk လေးတွေလေ့လာခြင်းနဲ့ဆိုလို့ရှိရင်ကျမတို့ရဲ့ channel လေးကို subscribe လုပ်ခဲ့ပါနောက်ဗီဒီယိုမှာပြန်ဆုံပါမယ် bye bye